မရဲ့ဗီဒီယိုတွေကိုကြည့်နေကြတဲ့လူဆိုရင်တော့သိမှာပါကျမကတိုက်ကလာတယ်အိမ်နောက်ပြုတ်ပြီးကလေးကကျမကြီးမကောင်းဆိုတာဗီဒီယိုတွေမှာတင်လာတာဆိုတော့လေအခုကျမကျမကြီး80%တက်တာသွားတဲ့နီလန်းကိုကျမပြောပြပေးမယ်တိုက်ကလာတဲ့လူတွေကြည့်ပေါ့နော်ကျမအဲ့လိုမျိုးတိုက်ကလာတဲ့ဗီဒီယိုတွေတင်တော့ကျမရဲ့ချက်ပေါက်မှာတကူးတကလာပြီးတော့အကြံဉာဏ်ပေးကြတဲ့လူတွေရှိတယ်အဲ့လူလည်းကျေးဇူးအများကြီးတင်ပါတယ်တချို့ကြောင့်လည်းကျမကိုဖះတရားကိုဖိလို့ဆိုပြီးတော့အကြံဉာဏ်ပေးတယ်ကျမဖះတရားကိုအရန်လှုပ်တတ်တဲ့မိန်းမကျမဒီ9တန်းကတည်းကကျမကိုနှဝင်းပတိဝင်တာကကျမအခုအသက်28နှစ်တောင်ပြည့်သွားပြီဘယ်နှစ်နှစ်လောက်ရှိနေပြီလဲပြောအကြာကြီးပဲပြီးတော့ကျမကပထန်းရွတ်တယ်လို့ပထန်းကိုကျမအရှည်ရွတ်တာနော်အတူတော်မရွတ်ဘူးနှစ်နဲ့ချီပြီးတော့ရွတ်လာတာဒါလေးကျမတို့တအိမ်လုံးရွတ်တာပါပဲအဲ့လိုမျိုးဖះတရားကိုဖိလုပ်တယ်ပါဇက်ကအားနေဖះစာရွတ်နေတတ်တဲ့လူမျိုးဒါပေမဲ့ဖះတရားအဲ့လိုဖိလုပ်လဲပဲကျမကျမ်းမာကြီးကမတတ်တာဘူးအကြံဉာဏ်ပေးတဲ့လူတွေပြောတဲ့အတိုင်းတိုက်ပွဲတွေပေးတယ်ဆူတောင်းပွဲတွေပေးတယ်တောင်းပန်တဲ့ပွဲတွေမြန်မာမှာပေးတယ်ဒါပေမဲ့ကျမကျမ်းမာကြီးကတိတိတတ်တာမတတ်တာလားဟုတ်ကကျမဆိုရင်ကိုရမှာဆေးရုံ3ရုံကိုတော့သွားပြတာနော်အပတ်တိုင်းကျမဆေးရုံသွားရတယ်ဆေးထိုးရတယ်ဒါပေမဲ့ကျမကျမ်းမာကြီးကတိတိတတ်တာလုံးဝမတတ်တာလားဟုတ်မသိမကူးတဲ့အတိုင်းပဲကွာအဲ့လိုမျိုးဖြစ်နေတာအဲ့တော့တနေ့မှကျတော့ကျမရဲ့ချက်ပတ်ကိုအမတယောက်ကလာပြီးတော့ညီမလေးကြီးအမလည်းတိုက်ကလာတာပဲပထန်းရွတ်တယ်ပထန်းရွတ်ရေပို့ပြီးတော့ဆိုးတယ်မရွတ်နဲ့တော့အမကလေးတော့ကလည်းပထန်းရွတ်တော့ပို့ဆိုးလို့မဟာတမတော့ရွတ်တာတော်တော်ကြီးအဆင်ပြေတယ်ကောင်းသွားတယ်ဆိုရယ်ကျမအကြံဉာဏ်လာပြီးတော့ကျမအဲ့နေ့ကတည်းကစပြီးတော့မဟာတမတော့ရွတ်တာအဲ့လိုမျိုးအဲ့ရွတ်ပြီးကလေးကကျမရဲ့ကျမ်းမာကြီးကတိတိတတ်တာကိုတတ်တာလာအရင်တော့ဆိုရအကြီးကတော့ကျမရဲ့လက်မှာဒီမှာအယိုးရှိရငေါတောင်ထွက်နေတာเนาะပြီးတော့စိတ်ကလာအယောင်တွေကလည်းပြောင်းလဲနေတာမသိရင်ခယူသေးဆွဲသလိုလိုဖြူဆုပ်ဆုပ်လိုနီဆုပ်ဆုပ်ပဲအဲ့လိုမျိုးတွေဖြစ်နေတာကွာကာလာရဲ့ကျမ no problem ပြဿနာမရှိစိတ်မဝင်စားကျမကြီးကနံပါတ်1ပဲအလှပနောက်မှအဲ့လိုမျိုးဆိုတော့ကျမကအဲ့လိုမျိုးမဟာတမတုတ်တွေရွတ်ပြီးကလေးကတပတ်ရွတ်ပြီးတပတ်ကျော်လောက်မှကျမစတိတာလာတယ်ကျမလက်ကလေအရင်တော့ဆိုရင်ဒီလိုမျိုးရှိနေတော့မှเนาะအဲ့ဒီအကျော်တွေကနာနေကျမကလုံးဝလှုပ်လို့မရဘူးလက်တစ်ဖက်ပြတ်နေတဲ့လူအတိုင်းပဲကျမနေရတာသိလားဘာမှလှုပ်လို့မရအဲ့မဟာတမတုတ်တပတ်လောက်ရွတ်ပြီးကြတာကျမရဲ့လက်ကလုံးဝမနာတော့ဘူးလက်နဲ့ကွာအဲ့လိုမျိုးဖိတိုးရင်တော့မှအဲ့ရိုးနာအကျော်တွေကလုံးဝမနာတော့ဘူးအဲ့လိုမျိုးအဲ့တော့ကျမဆေးခန်းသွားတယ်ဆေးရုံသွားတော့ဆရာကနည်းနည်းတော့အဆင်ပြေလာပြီပေါ့ဒါပေမဲ့လို့ဒီလိုမျိုးအသုံးပြုတဲ့လက်တွေအသုံးပြုတဲ့အချိန်ကြာအကျော်တွေကထောက်လျှောက်နာတယ်ပေါ့ကျမပြောအဲ့ဒါနဲ့နောက်ပိုင်းကျဆရာကဆေးထိုးပေးလိုက်ရောအခုဆိုရင်ကျမရဲ့လက်ကဘယ်လိုလဲဆိုတော့10ချိန်သုံးမှ5ချိန်လောက်ကအကျော်နာတော့တယ်ဒါတော့နည်းနည်းဖြင်းဖြင်းလေးနော်အရန်လိုမျိုးနော်ဆူဆူရွရွတွေမနာတော့ကျမတော်တော်ကြီးကိုတက်တာတယ်မဟာတမတို့ရွတ်ပြီးကလေးကတိတိတတာယူတက်တာလာတယ်တဖြည်းဖြည်းပေါ့ကွယ်အခုချက်ချင်းဖျားစာယူအခုချက်ချင်းတော့ဘယ်တက်တာမလဲဟုတ်တယ်မလားအရင်ကဆိုရင်ဘလောက်ကုလာပေါင်းများစွာပတ်စံနေအကုန်ခံပြီးကုတာတော့မတက်တာဆေးတခါဘူးဘလောက်ကုန်နေထင်လဲကျမတပတ်တစ်ခါဆေးရုံသွားရတယ်ဆေးထိုးရတယ်ကျမဆိုကလေစာတွေလည်းကုတယ်ဝေးလျှော့တွေလည်းကုတယ်ဆေးတွေလည်းထိုးတယ်တပတ်တစ်ခါဆေးရုံသွားရနော်ဆေးရုံစရိတ်ဘလောက်ထင်လဲကိုရီးယား1တသိန်းကျော်ကုန်နေမြန်မာငွေနဲ့ဆိုရင်3သိန်းကျော်ကုန်နေကျမကုတယ်နော်ကျမဆိုရင်ဆေးကုတာကလေလက်တစ်ခုကြီးပဲသိန်းကိုကိုရီးယား1သိန်းကို10နဲ့ချီနေပြီကျမလုံးဝမတက်တာဘူးအခုမတမတော့ရွတ်ပြီးတပတ်လောက်ကလေးတိတိတတာကိုတက်တာသွားတာဘလောက်ထူးကြလဲပြောအားကြောင့်မလို့ရှင်တို့တွေကတိုက်ကလာတဲ့လူတွေအိမ်နောက်ပြုလို့မရလို့အိမ်နောက်ပြုပြီးလို့ကျမတို့ကျမရေးမကောင်းတဲ့လူတွေဖြစ်ဖြစ်တချို့တိုက်တယ်ဆိုရင်ကရီးစားထားရင်တော့အနောက်ရှက်ပေးကြတယ်ပြောတယ်အဲ့လိုလူတွေမာတမတော့ကိုယုံကြည်ရွတ်အဆင်ပြေသွားလိုက်ပဲဒါကျမကိုတည်းမို့ပြောတာနော်ဖျားစာရွတ်တယ်ဆိုတာကွာဘာမှအရှုံးမရှိဘူးအခုလိုမျိုးကွာကျမဆိုရင်မာတမတော့ရွတ်ကြတဲ့ကကျမကြီးတော်တော်ကြီးတိတိတတာကောင်းသွားတယ်ဆိုတာကအညက်တောင်ထွက်သေးတယ်ဘလောက်အဆင်ပြေလဲဆိုအဲ့လိုမျိုးမဟာတမတော့ရွတ်ဖို့အကြံလာပေးအမကိုလည်းကျမတကယ်ကိုကြီးစုအများကြီးတင်တယ်တိတိတတာတက်တာသွားတာကကျမဆိုရင်လေစိုက်ကိုတွေတောင်ဝင်နေတော့ဘလို့ညှင်းတက်နေရလို့ခံစားရတယ်အခုဆိုရင်ကျမရဲ့ကျမ်းမာကြီးက80%လောက်တက်တာသွားပြီဒါကြောင့်ရှင်တို့တွေတိုက်ကလာတဲ့လူတွေမဟာတမတော့ရွတ်ကျမကကိုတင်းမို့လို့ပြောတာနော်ကိုတင်းမို့လို့ပြောတာကျမကတော့မဟာတမတော့ရွတ်တာအရင်စီတည်တယ်အရင်တော့ကပထန်းရွတ်တာအဆင်မပြေဘူးအထမ်းဆိုတာလေကွာလာပိုင်းရက်ပိုင်းကျမရွတ်လာတာမို့အထိတ်ထန်နဲ့ကိုရွတ်တာနော်ဒီနေ့ဒီချိန်မှာရွတ်ရင်ဥမာပေါ့မနက်10:00နာရီရွတ်ရင်
နောက်နေ့မနက်လဲ10နာရီကျမအချိန်ကိုက်ပထမ်းရွတ်တာနော်တေးချာရွတ်တာဒါပေမဲ့ကျမအဆင်မပြေလားမာတန်မြတ်တော့ရွတ်တော့အဆင်ပြေလာတယ်ဒါကြောင့်တိုက်ကလာတဲ့လူတွေမာတန်မြတ်တော့ရွတ်ကြည့်ကျမတို့ကိုတင်မလို့ရှင်တို့ sharing ပြန်လုပ်ပေးတာ